တက်ရှင်လုံးမတော်ထာဝရဖျက်ရဲ့နာမတော်ကိုချီးမွမ်းပါတယ်။ယနေ့သူတို့ကစဉ်းစားဆင်ခြင်နှလုံးသွင်းနိုင်ဖို့ရန်အတွက်ဟေဘရဲဩဝါဒစာခန်းကြီး7ခန်းငယ်သည်ယုံကြည်ခြင်းတည်မျှော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏မမြင်သေးသောအရာတို့ကိုသိမှတ်ဆွဲလန်းခြင်းအကြောင်းဖြစ်၏ဒီနေ့ဟေဘရဲဩဝါဒစာခန်းကြီး7ခန်းငယ်1ကဖော်ပြတဲ့အခါယုံကြည်ခြင်းကမျှော်လင့်တဲ့အရာကိုမျက်မှောက်ပြုတယ်လို့ပြောပါတယ်မျှော်လင့်တဲ့အရာမျက်မှောက်ပြုတယ်ဆိုတာဘာလဲမိမိလက်ရှိပြစ္ဆုတ်ပံခါရမအပြင်ဒီနေ့ဖျားကိုကိုးစားခြင်းဖျားကိုယုံကြည်ခြင်းဒီရရှိပိုင်ဆိုင်ပြီဆိုတာကိုဒီနေ့ဖော်ပြနေခြင်းဖြစ်တယ်မမြင်သေးတော့အရာကိုသိမှတ်ဆွဲလန်းနေဒါကတော့မဖြစ်သေးဘူးမလာသေးဘူးဒါပေမဲ့ရပြီဆိုတဲ့ယုံကြည်ခြင်းဟာဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာသိမှတ်ဆွဲလန်းခြင်းဖြစ်တယ်လို့ဖော်ပြပါတယ်ဒါကြောင့်ယုံကြည်ခြင်းလို့ပြောတဲ့အခါဖျားပေါ်မှာ100%ယုံကြည်စိတ်ချဖို့လိုအပ်ပါတယ်။ဒါကြောင့်ဖျားပေါ်မှာ100%ယုံကြည်စိတ်ချတော့သူတွေကဖျားလုပ်ပေးမဲ့အရာကိုမျက်မှောက်ပြုလေမျှော်လင့်နေတော့သူဖြစ်ပါတယ်။ဒါကြောင့်ဖျားလုပ်ပေးမဲ့အရာတွေဒီနေ့ဆုတောင်းနေတဲ့အချိန်မှာပဲရပြီဆိုတဲ့ဒီနေ့အတွင်းနှလုံးသားရဲ့အတိမတ်ဆွဲလန်းခြင်းဟာယုံကြည်ခြင်းကိုဖြစ်ပွားစေပါလေ။ထိုယုံကြည်ခြင်းကဖျားသခင်ဤရှေ့တော်မှာမျှော်လင့်တတ်ခြင်းမျက်မှောက်ပြုတတ်ခြင်းဟာယုံကြည်ခြင်း၌အသက်ရှင်သောအသက်တာဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့ဆုတောင်းတဲ့အခါဘယ်ကဲ့သို့ဆုတောင်းသလဲ။ဒီနေ့မျက်မှောက်ပြုလေမျှော်လင့်သောအရာကိုတိမှတ်ဆွဲလန်းပြီးရရှိပြီလို့100%စိတ်ချယုံကြည်သလား။ဒါမှမဟုတ်တဏှာရှိနေလား။ဒါဆိုရင်ကျွန်တော်အသက်တာအတွက်ဖျားသခင်ရှေ့မှာယုံကြည်ခြင်းကိုအသာစီးဖြစ်စေမှာဖြစ်ပါတယ်။ဒါကြောင့်ဟေဘရဲဩဝါဒစာကပြန်လည်ဖော်ပြတဲ့အခါအခန်းကြီး7အခန်းငယ်6မှာယုံကြည်ခြင်းမရှိရင်ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်အကြောင်းမူကားဘုရားသခင်ထံတော်သို့ချင်းကပ်တော်သူသည်ဘုရားသခင်ရှိတော်မူသည်ကို၎င်းကိုရောကိုရှာတော်သူအားအကျိုးပေးတော်မူသည်ကို၎င်းယုံကြည်ရမည်ဒီနေ့ဟေဘရဲဩဝါဒစာခန်းကြီး7အခန်းငယ်6ကပြန်လည်ဖော်ပြတဲ့အခါယုံကြည်ခြင်းမရှိရင်ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်ဘူးလို့ပြောပါတယ်တခါတည်းကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကဒီဘုရားသခင်စိတ်တော်နဲ့မတွေ့ရခြင်းအကြောင်းရင်းကအသားစီးဖြစ်နေတဲ့အရာရှိပါတယ်။ဒါကတော့တဏှာစိတ်ပဲဖြစ်ပါတယ်။ဒါကြောင့်ဘုရားသခင်ထံတော်၌ချင်းကပ်တဲ့သူတွေဟာဘုရားသခင်အသက်ရှင်နေဘုရားသခင်ရှိတယ်။ဘုရားသခင်လုပ်ပေးနိုင်နေဆိုတာကို100%ယုံကြည်စိတ်ချဖို့လိုအပ်ပါတယ်။ဒါမှတော့ဒီကိုတော့ကိုရှာတော့သူတွေရဲ့အကျိုးကိုဒီနေ့ဘုရားကကောင်းချီးပေးမယ်။ဘုရားကအဖြစ်ပေးမှာဖြစ်ပါတယ်။ဒါကြောင့်ကိုတော့ကိုရှာတော့သူတွေကအကျိုးရမယ်ဘုရားကိုကူးစားတော်သူတွေကအကျိုးကိုခံစားရမယ်တက်တည်ခံစားရမယ်ဆိုတာကို100%ယုံကြည်စိတ်ချဖို့ရန်အတွက်ဟေဘရဲဩဝါဒစာအခန်းကြီး7ခန်းငယ်6ကဖော်ပြနေတာဖြစ်ပါတယ်တခါတရံကျွန်တော်ရဲ့ယုံကြည်ခြင်းကမျက်မှောက်မပြုပဲယုံကြည်ခြင်း၌မတိဆောက်တဲ့အခါဘုရားသခင်၏စိတ်တော်နဲ့မတွေ့နိုင်ပါဘူးမဖြစ်နိုင်တော့ဘူးလို့တန်တရားရှိနေတဲ့အချိန်ကြီးဘုရားသခင်၏စိတ်တော်နဲ့မတွေ့နိုင်တော့သူဖြစ်ပါတယ်ဒါကြောင့်ခက်ခဲတဲ့အရာပေါ်ပြီးဖះဖြည့်ရှင်ပြီးမယ်ဒီနေ့မှာဖြစ်နိုင်တဲ့အတိုင်းတာပဲဖះလှုပ်ဆောင်ပြီးမယ်ဆိုတာကိုယုံကြည်စိတ်ချဖို့လိုအပ်ပါတယ်ဒါကြောင့်ယုံကြည်ခြင်းဆိုတာကမဖြစ်သေးတဲ့အရာကိုမျက်မှောက်ပြုပြီးဖះကိုကိုးစားခြင်းပဲဖြစ်ပါတယ်ဒါကြောင့်ဖះကိုရှာတော့သူတွေရဲ့အတ္တတာဟာအကျိုးကိုရရှိမယ်ဆိုတာကိုယုံကြည်စိတ်ချဖို့လိုအပ်ပါတယ်တို့တော့လေတစ်ခါတည်းဖះပေါ်မှာကျွန်တော်တို့ရဲ့နှလုံးသားဟာယုံကြည်စိတ်ချမှုမရှိဘူးဆိုရင်ဘုရားသခင်ရဲ့စိတ်တော်နဲ့မတွေ့နိုင်ဘူးဘုရားသခင်ထံမှတစုံတစ်ခုကိုများရမယ်လို့မထင်နဲ့လို့ဓမ္မကျမ်းစာကဖော်ပြနေတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကျမတို့ဒီယုံကြည်ခြင်း၌တည်ဆောက်တဲ့အခါဘုရားသခင်ဒီကျွန်တော်ကျမတို့ကိုတတ်နိုင်တယ်လုပ်ပေးနိုင်တယ်ဆိုတာကိုယုံကြည်စိတ်ချဖို့လိုအပ်ပါတယ်ကမ္ဘာဦးကျမ်းခန်းကြီး18ခန်းငယ်7ကနေ73ကိုကြည့်တဲ့အခါထို့ကြောင့်စာရာကငါလည်းအိုပြီးငါတခင်လည်းအိုပြီးတို့ဖြစ်၍ငါဒီပြုံးမွေချင်းရှိလိမ့်မည်လို့ဟုဆိုလေတိတ်ဆိတ်စွာရည်လေတင်းဤမရဆာကအကဲ၍ငါဒီအိုပြီးမှတားကိုဖွာလိုက်မည်ဟုဆိုလေအဘဲကြောင့်ရည်သည်ဆာရာကအသက်ကြီးပါပြီမိမတွေရဲ့တဘာဝဖြစ်တဲ့တမက်သားလည်းမလာပါဘူးဒါကြောင့်သူ့ရဲ့ခင်မွန်းတယ်လေအိုပြီးတားရဖို့မဖြစ်နိုင်ဘူးဆိုတာကိုတိတ်ဆိတ်စွာရည်တယ်ဒီဟာကိုဒီနေ့ကောင်းကင်တမန်ကသိတဲ့အခါဒီဆာယာကငါလဲအိုပြီးဒါဘလို့လို့ဖွာလိုက်မလဲဘာကြောင့်ရည်တယ်လဲလို့မိတ်မှာပါတယ်ဒါကြောင့်ပြန်လဲမိတ်မှာတဲ့အခါငါချင်းချက်တော်ကာလာရောက်တဲ့အခါ
တင်သားဖွားလိမ့်မယ်လို့မိန့်ပါတာဖြစ်ပါတယ်ဘုရားသခင်ကဒီနေရာမှာခွန်အားယူဖို့ရန်အတွက်ဒီနေ့ပြောတဲ့စကားတွေဒီနေ့ပြည့်စုံနိုင်တယ်လို့ဒီနေ့ပြောတဲ့စကားတွေဒီနေ့ရနိုင်တာဖြစ်ပါတယ်ဒီနေရာမှာစာရာကဒီနေ့ဘုရားပေါ်မှာယုံကြည်ခြင်းကိုအဟံတာဖြစ်စေတဲ့တန်တရားမရှိဘူးဆိုရင်ဒီနေ့ပြောနေတဲ့အချိန်မှာပဲရရှိနိုင်တာဖြစ်ပါတယ်ဒါကြောင့်တန်တရားရှိနေတဲ့အရာပေါ်မှာဘုရားကိုမယုံကြည်တဲ့အခါဒီနေ့မိမိရဲ့ဇာတိကိုဦးစားပေးပြီးဟာခရက်နဲ့တားရောက်ရဖို့ရန်အတွက်သူခင်မွန်းတဲ့ကိုကြိုးစားစီရဆိုတာတွေ့ရပါတယ်ဒါကြောင့်ဘုရားရဲ့ဂရုတော်ကတွေးသားအဖြစ်ရလာမဲ့တားကိုပဲအတိမတ်ပြုပြီးမဖြစ်နိုင်တဲ့အတိုင်းကဖြစ်စီမယ်မွေးနိုင်တဲ့တားကိုပဲမွေးစီမယ်ဘုရားကဂရုပေးပြီးဖြစ်ပါတယ်ဒါပေမဲ့စာရာရဲ့ယုံကြည်ခြင်းကိုအဟံတာဖြစ်စေတဲ့တန်တရားစိတ်ကသူတို့တားယောက်ျားရဖို့ရန်အတွက်ဒီနေ့နှစ်ပေါင်း25နှစ်ကြာအောင်စောင့်ဆိုင်ခဲ့ရတယ်ဆိုတာတွေ့ရပါတယ်ဒါကြောင့်ယုံကြည်ခြင်းကယနေ့ပင်ယုံကြည်ရင်မျက်မှောက်ပြုလက်ဒီနေ့ပင်ရပြီလို့ယုံကြည်ရင်ဘုရားကလည်းအတည်ပြုပေးတာဖြစ်ပါတယ်ဒါကြောင့်ယုံကြည်ခြင်းဆိုဒီမှာမျက်မှောက်ပြုလက်မဖြစ်သေးတဲ့အရာကိုတိမှတ်ဆွဲလန်းခြင်းပဲဖြစ်ပါတယ်စာရာကတော့တိတ်ဆိတ်စွာယူလေမဖြစ်နိုင်တဲ့အတိုင်းအပြည့်လှုပ်ဆောင်တဲ့အခါထိုလင်မယားဟာနှစ်ပေါင်း25နှစ်ကြာမှတာဣဇက်ကိုရရှိခဲ့ပါတယ်ဒီအကြောင်းအရာကကျွန်တော်နှိုက်ထွက်ရမယ်ဆိုရင်တခါတည်းကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကတန်တရားဖြစ်နေမယ်ဆိုရင်ဒီနေ့အပြင်ဖခင်ရဲ့စကားတော်ကအဖြစ်ပြီးနိုင်လို့လေထိုတန်တရားစိတ်ကနှစ်ပေါင်းများများစွာကိုကြာသွားနိုင်တာဖြစ်ပါတယ်ဒါကြောင့်ယုံကြည်ခြင်းဆိုတာဖခင်စကားကအသက်ရှင်တာဖြစ်တဲ့ကြောင့်တရားရခိုင်လို့ယုံကြည်စိတ်ချဖို့လိုအပ်ပါတယ်သင်ဟာစာရာကဲ့သို့တိတ်ဆိတ်စွာရည်နေမယ်တန်တရားရှိနေမယ်သင်ယုံကြည်ခြင်းကိုအသားစီးဖြစ်စေတဲ့အရာဖြစ်တဲ့တန်တရားဟာတင့်တက်တာထဲမှာရှိတယ်ဆိုရင်နှစ်ပေါင်းကြာသွားနိုင်တာဖြစ်ပါတယ်ဒါကြောင့်ယုံကြည်ခြင်းဆိုတာဘုရားသခင်ကိုမျက်မှောက်ပြုပြီးဘုရားတတ်နိုင်ကြောင်းကိုတရားရခိုင်လို့စိတ်ချယုံကြည်ဖို့လိုအပ်ပါတယ်မျက်မှောက်ပြုတတ်ဖို့လိုအပ်ပါတယ်ဒါကြောင့်ယုံကြည်ခြင်းကိုအသားစီးဖြစ်စေတဲ့တန်တရားစိတ်ကိုဖိတ်စားပြီးဘုရားတတ်နိုင်ကြောင်းကိုယုံကြည်စိတ်ချတဲ့ဘဝတက်တာကိုအနံ့မယ်ဆိုရင်ဘုရားသခင်ကကြီးတော်မူအဖြစ်တင့်ဘဝတက်တာကိုဘုန်းတော်ထင်ရှားတက်တည်ပြုမယ်ဆိုတာကိုခွန်အားပေးနှုတ်ဆော်တိုက်တွန်းချင်ပါတယ်